ဒီနေ့ဒီဗီဒီယိုမှာ marketing budget ပိုသုံးခဲ့တဲ့ brand ကအဲ့လောက်မအောင်မြင်မင်းနဲ့ marketing budget ရော့သုံးခဲ့တဲ့ brand ကပိုပြီးအောင်မြင်သွားတဲ့ case study တခုကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ဆိုင်းလို့ရပါမသိသေးတဲ့သူတွေမိတ်ဆက်ရရင်ကျွန်တော်ကစာတင်တဲ့ consultant လုပ်တဲ့ Marketing Marketing Group ဆိုတဲ့ agency ကိုလည်းကျွန်တော်ထောင်ထားပါတယ်ခုနကတော့ကျွန်တော်ပြောရတဲ့အကြောင်းအရာက Adidas နဲ့ Nike တို့ရဲ့ဇာတ်လမ်းကိုပါဒီအချိန်မှာဖြစ်တာလဲဆိုတော့2012ခုနှစ်မှာဖြစ်တာ2012 Olympic ပြိုင်ပွဲကို Adidas က$150နဲ့ sponsor ပေးလိုက်တာအဲ့ဒီတော့ Adidas ဘက်ကဘာပြန်တောင်းဆိုလဲဆိုတော့ငါတို့ main sponsor အနေနဲ့ယူမယ်$150ပေးမယ်ဒါပေမဲ့ငါတို့ရဲ့ပြိုင်ဘက် brand တွေမလုပ်ရမယ့်ဟာရှိတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ဒီ London England မှာလုံးဝကြော်ညာရိုက်ခွင့်မရှိဘူးအဲ့ဒါငါတို့ပဲလုပ်ပြီးရင်ဒီ London မြို့တစ်မြို့လုံးမှာငါတို့ရဲ့ကြော်ညာ sign board တွေ billboard တွေပဲတက်ရမယ်နောက်တစ်ခုကကြတော့နာမည်ကြီးကစားသမားမှန်သမျှဒီမှာပါတဲ့လူတွေကိုသူတို့ကပဲကြော်ညာရိုက်မယ်အဲ့တော့ပြိုင်ဘက်တွေကအဲ့ဒီလုပ်ခွင့်မရှိ Nike ဘက်ကကြတော့လုပ်ခဲ့တဲ့အရာတစ်ခုရှိအဲ့ဒါကိုကျွန်တော်ဘာတော့တတိယလဲဆိုတော့ Apple ရဲ့ Steve Jobs ပြောတဲ့ reality distortion ဆိုတာရှိတယ်အဲ့ဒါဘာလဲဆိုတော့လူတိုင်းကလက်ခံထားတဲ့ကိစ္စတွေရှိတယ်ဒါဆိုရင်တော့ဖြစ်နိုင်တယ်ဒါဆိုရင်တော့မဖြစ်နိုင်ဘူးအဲ့လိုဟာတွေကိုလူတိုင်းလက်ခံထားတယ်မဖြစ်နိုင်ဘူးဆိုတဲ့ဟာတွေကိုကြော်သွားတဲ့အရာကိုပြောတာပေါ့ Nike ဘက်ကစဉ်းစားတာပေါ့နော်ခြား brand တွေကတော့ okay အဲ့ဆိုတော့ဒီပွဲကတော့ Adidas ပဲတိမ်သွားမယ်လို့စဉ်းစားပေမဲ့ Nike ကကျတော့ဘယ်လိုစဉ်းစားလဲဆိုတော့ခုနကတော့သူတို့ပြီးတဲ့ဒီစီမီစီကန်တွေရှိတယ်အဲ့စီမီစီကန်ထဲမှာဘာတွေများဟာကွက်ရှိမလဲဆိုတော့လိုက်ရှာတော့ကြတော့သူတို့ရဲ့စာချုပ်ထဲမှာပါတာက London England ကိုမသုံးရဘူးလို့ပဲပါတာအဲ့တော့ Nike ကလိုက်ရှာကြည့်တော့ကဘာပေါ်မှာ London ဆိုတဲ့နာမည်ပါတဲ့နေရာတွေအများကြီးရှိတယ်အဲ့တော့ဘာလို့လဲဆိုတော့သူကအဲ့နေရာတွေမှာကြော်ညာလိုက်ရတယ်ဟိုမှာ Little London တို့ Ohio က London တို့ပြီးတော့ London Gym တို့တရားတွေကိုသူတို့ကလိုက်ရှာပြီးတော့အဲ့နေရာတွေမှာကြော်ညာလိုက်ရတယ်နောက်တစ်ခုကတော့ဘာလို့လဲဆိုတော့သူတို့ကဒီထဲမှာတကယ်နာမည်ကြီးကစားသမားတွေကိုထည့်ခွင့်မရှိဘူးလို့ပါတဲ့အတွက်ဘာလို့လဲဆိုတော့တာမန်လူတွေကိုပဲဒီထဲမှာကြော်ညာထည့်ရတယ်ဒါပေမဲ့ celebrity အင်အားကိုမသုံးဝင်မဲ့ဘယ်အင်အားကိုသုံးလဲဆိုတော့ story ဘက်မှာဦးစားပေးပြီးသုံးတယ်သူတို့က find your greatness ဆိုတဲ့ tagline နဲ့ဒီကြော်ညာကိုဘလို့အသက်သွင်းလဲဆိုတော့အပြင်မှာသူ့လိုကိုလိုမျိုးပဲအားစားလုပ်နေတဲ့လူတွေရှိတယ်မနဲ့ sorry ထားပြေးနေတဲ့သူတွေဘာမီးရောင်မှမရှိဘူးဘာဒိုင်မှမရှိဘူးတကယ် queen တွေမှမဟုတ်ပဲနဲ့ကျွန်တော်လမ်းဘေးမှာဘောလုံးကန်နေတဲ့ကောင်တွေရှိတယ်ဟုတ်တယ်မလားကွက်ကိုရေကူးနေတဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့လူတွေမှာလည်း greatness ဆိုတာရှိနိုင်တယ်ခုနကတော့ကဘာကျော်အားစားသမားတွေပဲမဟုတ်ပဲနဲ့ကိုယ့်ရဲ့အောင်မြင်ခြင်းဒီကိုယ့်ရဲ့ greatness ပဲအဲ့ဒီအယူဆကို Nike ကကြော်ညာထဲမှာထည့်ရိုက်တဲ့အတွက်အရန်ပေါက်သွားပြောရရင်တခြား Adidas တို့ကတာမန် corporate ဆန်နဲ့ကြော်ညာတွေကြားထဲမှာ Nike ကကြတော့တကယ်လူသားဆန်နဲ့ကြော်ညာဖြစ်တဲ့အတွက် Twitter တို့ဘာလို့မှဒီ social media မှာ Nike ကပို့ပြီးတော့လူပြောများခဲ့တယ်ပြီးတော့ပွဲထဲမှာကြတော့သူတို့ရဲ့စီမင်းစည်းကမ်းထဲမှာဘာမပါဘူးလဲဆိုတော့ကစားသမားတွေကို sponsor ပေးခွင့်မရှိဘူးလို့မပါဘူးအဲ့တော့ကြတော့ Nike ကဖက်နက်တစ်မျိုးထုတ်ခဲ့တယ် Ford လို့ခေါ်တယ်အစိမ်းနုရောင်နဲ့မြင်လိုက်ရင်လူတွေရဲ့မျက်လုံးထဲကိုတန်းပြီးတော့ cross ဖြစ်ပြီးတော့မြင်မဲ့အယောင်ပေါ့နော်ဒီစိမ်းနုရောင်ပေါ့အဲ့ဖက်နက်ကိုကစားသမား400ကျော်ကို sponsor ပေးခဲ့တယ်အဲ့တော့ Nike ဖက်နက်အစိမ်းနုရောင်ကြီးစီးပြီးတော့လူတိုင်းကပြေးနေတော့ကြတော့လူတွေကအဲ့ဟာကိုသွားပြီးတော့သတိထားမိရဲ့အတွက် Nike ကပို့ပြီးတော့ brand awareness ပို့ရခဲ့တယ်အဲ့တော့အဲ့လိုမျိုးတွေလုပ်ပြီးတဲ့အချိန်မှာ Nike က Adidas နဲ့သူတို့ပြန်ပြီးတော့လူတွေကို survey ကောက်ကြည့်တဲ့အချိန်မှာ Adidas ကို main sponsor လို့ထင်တဲ့သူက 27% ရှိပြီးတော့ Nike ကတော့ 37% ထိအောင်ထင်ခဲ့ကြတယ်အဲ့တော့ဒါကတော့ကိုယ့်ထက် main sponsor လည်းရသွားတယ် marketing budget $150တောင်သုံးထားတဲ့ဟာကိုကိုကအဲ့လောက်လည်းမသုံးဘဲနဲ့ကျွန်တော်တို့ဒီ guerrilla marketing လို့ခေါ်တဲ့လူတွေကိုစိတ်ဝင်စားအောင်လုပ်ပြီးတော့ Nike က Adidas ကိုပိတ်သွားတဲ့ commercial တစ်ခုပေါ့လေအားထောင်ပြီးတော့တွေးကြတစ်ခုရမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတန်ဖိုးရှိတဲ့ brand တွေကိုတည်ဆောက်နိုင်ကြပါစေ